နို့စီဘူးတစ်ဖူးကိုပတ်ခု200အထိဈေးရလာတဲ့ခဲမဖြူရှမ်းပြည်နယ်ရှေ့ပိုင်းမိုင်းဆက်ခိုင်မှာခဲမဖြူတတုတူးဖော်နေကြပြီးအဲ့ဒီကထွက်ရှိတဲ့ခဲမဖြူတွေကဈေးကောင်းရရှိနေကြပါတယ်ခဲမဖြူတတုတူးဖော်ရေးလုပ်ကွက်တွေကိုမိုင်းဆက်မြို့နယ်ထဲမှာရှိတဲ့ဝါပြည်နယ်မှာတူးဖော်နေကြတာပဲဖြစ်ပါတယ်ဝါပြည်နယ်ဟာတောတောင်တွေထူထပ်သလိုတဘာဝတယံဇာတတွေလည်းပေါ်ကျွယ်ဝပါတယ်အဓိကအနေနဲ့တဘာဝရင်းထွက်တယံဇာတတွေဖြစ်တဲ့ရွှေမြေရှားနဲ့ခဲမဖြူဆက်တဲ့အဖိုးတန်တတုတွေကိုဝါပြည်နယ်ထဲမှာတူးဖော်ထုတ်လုပ်နေကြပါတယ်ဝါပြည်နယ်ဟာရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းဆက်ခိုင်ထဲမှာရှိပြီးပင်လယ်ရေမျက်နှာပြင်အထက်ပေ1900ကျော်အမြင့်မှာရှိတဲ့မြို့တစ်မြို့ဖြစ်ပါတယ်ဒါအပြင်တောင်တွေပတ်လည်ဝန်းရံထားပြီးတော့လေရင်ကွင်းရှိသလိုအစိုးရရုံးဆိုင်ရာခရိုင်မြို့ဖြစ်ပြီးကျိုင်းတုံမြို့နဲ့62မိုင်သာကွာဝေးပါတယ်ထိုင်းနိုင်ငံနဲ့လည်းနယ်နိမိတ်ချင်းထိစပ်နေပါတယ်